ဘဝမှာအပြစ်ပြုမိခဲ့တဲ့အခါမှာတရားဥပဒေအရအပြစ်ဒဏ်စီရင်ခြင်းခံပြီးရောနောင်တန်တရားဘဝဆက်မှာဆက်ပြီးတော့ပါလာနိုင်သေးလားရှင်ဗျာဥပမာဖြစ်တပြည့်တော့လူတက်တယ်ထောင်ကြတယ်အဲ့တော့ तू အပြစ်ဒဏ်ခံပြီးရဒါပေမဲ့ तू အဲ့လူကနောင်ဘဝတွေမှာရောအဲ့ပြစ်မှုဆိုးရိုးဆက်ပြီးတော့ခံအောင်မှာလားဒီဘဝတရားဥပဒေအရပြစ်စင်ခံရတာကဒိဋ္ဌဓမ္မဝေဒနိယပဲရှိသေးတယ်မှန်ပါဗျာစတင်တဲ့အပိုင်းကိုခံရတာပဲဖြစ်တယ်မှန်ပါဗျာနော်မှန်ပါအဲ့တော့ဒီလောက်လေးနဲ့ခြေသွားမှာတော့မဟုတ်ဘူးအချိန်ရတဲ့အပိုင်းရှိသေးတယ်မှန်ပါဗျာဥပပိစ္ဆဝေဒနိယရောက်ကြနောင်ဘဝမှာခံရအောင်မယ်မှန်ပါဗျာဒါကတရားလူဥပဒေကတရားစီရင်တာမဟုတ်ဘူးမှန်ပါဗျာဒီသဘာဝကသူလုပ်တဲ့အကုသိုလ်ကံကစီမံတဲ့နိယာမသဘောတရားပဲဒါမှန်ပါဗျာသူရင်ထဲမှာဖြစ်တဲ့အရာဆိုသူညင်လို့မှမရတာမှန်ပါဗျာနော်မှန်ပါဗျာပြည့်စုံခံရတာဥပဒေရခံရတာဥပဒေဆိုတာလဲတစ်ခုနဲ့တစ်ခုမတူဘူးလေမှန်ပါဗျာဥပမာပဲတချို့နိုင်ငံမှာလူသားမှုကျူးလွန်ပြီးပဲတည်တမ်းမချဘူးတချို့နိုင်ငံမှာသေစားသေစေဥပဒေရှိတယ်မတူကြအောင်အမေရိကန်နိုင်ငံတော်မှာ state တစ်ခုနဲ့တစ်ခုမတူပါဘူးဗျာဥပဒေချင်းမတူမှန်ပါဗျာမတူတဲ့အခါကျတော့အပြစ်ချင်းလည်းမတူဘူးလို့ပြောရမှာဖြစ်တယ်ပေါ့မှန်ပါဗျာဒါကလူတွေရဲ့ဥပဒေရတတ်မှတ်တာကဒိဋ္ဌဓမ္မဝေဒနိယပဲဖြစ်တယ်မှန်ပါဗျာသူ့မှာခံရမယ့်ဟာကအပရာပရိဟိုရင်ပေါ့ဥပပိစ္ဆဝေဒနိယဆိုဒုတိယဘဝခံရမယ့်ဟာရှိတယ်အပရာပရိယဝေဒနိယလို့ခေါ်တဲ့တတိယဘဝစပြီးတန်တရားအဆက်ဆက်မှာခံရမယ့်ဟာတွေရှိတယ်မှန်ပါဗျာအဲ့ဒါပြောကောင်းပြောလိမ့်မယ်ကိုကတတ်လိုက်တာလူတယောက်တည်းပဲတစ်ခါပဲတတ်တာပါကိုခံရတာကြတော့ဘဝပေါင်းများစွာဆိုမများဘူးလားလို့မေးကောင်းမေးလိမ့်မယ်မှန်ပါဗျာနော်မများဘူးဆိုတာဘာကြောင့်မများဘူးဆိုတော့သူလှုပ်တဲ့အချိန်မှာသူ့ရင်ထဲကပေါက်ဖွာလာတဲ့မျိုးစေ့တွေကအများကြီးအဲ့ဒါပိုနားလည်အောင်ပြောရမယ်ဆိုရင်ကိုစိုက်လိုက်တာတရားစီလေးတစ်စီးပဲစိုက်တာပါမှန်ပါဗျာတစ်စီးပဲစိုက်လို့ရှိရင်တစ်နှစ်တရားပင်ကနေတရားသီးမယ်ဆိုဘယ်လောက်သီးလဲရှားနဲ့ထောင်နဲ့ရှိလို့သီးနိုင်ရှားနဲ့ထောင်နဲ့ချီးတယ်ဆိုအဲ့ဒါလည်းမေးကြည့်ပေါ့မများဘူးလားလို့ကိုစိုက်တာတစ်စီးတယ်အဲ့ဒါသူကတသီးပဲသူပိုင်ရမှာပေါ့ကျန်တဲ့ဟာတွေဘာလို့ရလဲမှန်ပါဗျာမှန်ပါဗျာအဲ့တော့ကုသအကုသဆိုတဲ့သဘောကအဲ့တိုင်းပဲသူကမှန်ပါဗျာမျိုးစေ့နဲ့ဥပမာတူတယ်မှန်ပါဗျာရှင်ထဲမှာဖြစ်ပွားတဲ့ဟာတွေကများသည့်အတွက်ကြောင့်သူကခံရတာလည်းများတယ်မှန်ပါဗျာရှားရင်လည်းများတယ်ဒါမှန်ပါဗျာမှန်ပါနော်မှန်ပါ